အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဇူလိုင်လ1ရက်နေ့ကနေ9ရက်နေ့အတွင်းမှာစီမံထားတာတွေမဖြစ်ဘူးအရာရာပေါ်ပေါ်လာတဲ့နေထားနဲ့ပဲလက်လျောညီတယ်ဆိုတာလိုက်လံဆောင်ရွက်ရမယ်စေကူထားတာနဲ့လက်တွေနဲ့ကွာဟမယ်ဥတီလိုက်တဲ့နေရာတွေမှာတိုက်ခတ်ရှိမယ်အပြည့်စည်းပြောက်ရှာများမယ်ရန်တိုက်ခတ်နေတဲ့ထိတဲ့ရင်ဆိုင်ပြီးမှအလိုရှိရာကိစ္စတွေကိုပြည့်စုံဆောင်ရွက်နိုင်တဲ့နေထားရှိမယ်တရက်နေ့မှာရာရာသတိနဲ့ရှင်ပြီးလုပ်ရမယ်ရန်များမယ်2ရက်နေ့မှာတော့ပေါ်လာတဲ့ခွင့်ရတွေကိုတက်တွေသုံးချပြီးဘဝတွတ်တဲ့ဘုကိုဖန်တီးနိုင်3ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်ငွေရေးကြေးကိစ္စပြောဆိုလို့ကောင်းတဲ့နေ့တစ်ခုဖြစ်တဲ့ဒနာသိတိနကဆန်းရှင်တဲ့နေ့ဖြစ်တယ်4ရက်နေ့မှာငွေရေးကြေးကံလုပ်ငန်းကဘဝကထူးထူးခြားခြားတိုးတက်ပြီးရှင်မကျအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုကြုံတွေ့မယ်5ရက်နေ့မှာရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ဘဝတိုးတက်မယ်မြောက်ရောက်ကုန်တည်သွားစေနေရှိတတ်တယ်မနေ့စနေခွဲနဲ့စနေကြသွားလာနေထိုင်ပြုဆိုင်ရမယ်6ရက်နေ့မှာပြဿနာဟောင်းတွေဖြေရှင်းရမယ်အထင်မှားတာတွေဖြေရှင်းရမယ်ငွေကြေးပေးယူမှညှင်းပွားရမယ်9ရက်နေ့မှာလိုရာပြည့်စုံမယ်ဘဝတိုးတက်မယ်စမ်းပွင့်မယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းတဲ့တိုးတက်ခြင်းတဲ့စကားတွေကိုကြားသိကြုံတွေ့ရမယ်တပတ်တာအတွင်းဇာတာပတိနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူများအကြောင်းစိန်အောင်ဆက်တည်ရှိတတ်တဲ့ကိုခွန်3တန်းနေကျိုးပေးတဲ့အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုအကျိုးပေးရောင်များဖြစ်သုံးဆွဲနိုင်ပါတယ်ဒနာသိတိနကဆန်းရှင်တဲ့နေ့ဖြစ်တဲ့ဇူလိုင်လ3ရက်နေ့မှာပိုက်ဆံကျွေးစစ်တစ်စိတ်ကိုအမွေးနဲ့သာပယ်ပြပြီးတော့ပိုက်ဆိုင်တဲ့ဆောင်ယူလိုက်ပါလက်ပွင့်ခြင်းကံပွင့်ခြင်းများထင်ရှားစွာဖြစ်ထွန်းလာပါမယ်ကျေးဇူးတင်ပါတယ်